Okay အားလုံးစားလိုက်ရအောင်လက်သီးကိုကြစ်ကြစ်ပါအောင်ဆုပ်ထားမယ်ခြေထောက်ကပခုံးအချဲထက်ချဲပြီးရက်ရမယ်လက်သီးကမေးရိုးကိုကာထားမယ်တထောင်ကနံရိုးကိုကာထားမယ်လက်သီးကိုမျက်လုံးနဲ့တပြေးညီထိုးမယ်အဲ့ဒီတနေရာတဲကိုပဲလက်သီးနှလုံးစလုံးထိုးမယ်လက်သီးသုံးတိုင်းမှာပခုံးကိုရင်းကြီးအတိုင်းလိုက်လေပါလက်သီးနဲ့လည်းထိုးသလိုပခုံးနဲ့လည်းထိုးပါကဲအားလုံးအမြန်လိုက်ထိုးကြည့်အောင်